ခြင်းတို့ဧကတည်းထားလူပြိုခြင်းတို့ရောင်းကစားချစ်တော်သူများကိုဝေကနေလွမ်းရအချီးချမ်းခြင်းကိုခံရမေးထားကြုံတွေ့နေရပြီလောကဒဏ်ကြားဒီခံခြင်းလားကောင်းဆုံးရန်ဟုတ်လားမာနာများကိုအားချကိုချင်းစာမိတဲ့တိုင်းတစ်ပါးရောက်သူများရင်ဆိုင်နေဒီလိုခက်ခဲတွေတော်ရမှာနေရတဲ့ဘဝတွေညီသွားဖို့အတွက်ခွင့်ရမပေးနိုင်ဘူးလေကိုစီရဲ့ရင်မဆူတောင်းရဲ့အတီးဆုံးမဲ့မိသားစုလေးစီတနေ့တော့ရောက်မေးမှန်ရွယ်လို့ထားသည်အမေစီ